Ogola ye Malutan Sauchiame, Kidomamia. Number 1, Ostigila. မတော်တဆမှုတစ်ခုကြောင့်မှတ်ညက်တွေအကုန်ပျောက်ဆုံးသွားခဲ့ရတဲ့ထက်မြက်တဲ့ရှိနေမှလေသူမရဲ့ချစ်သူပါလို့ရေရဲဝန်းဝန်းခံလာတဲ့မျိုးငယ်လေးရဲ့လက်ဝဲနီးပြဆရာဒီဇက်ကားလေးကတော့ဩဂုတ်လ9ရက်နေ့က Netflix ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လင်းပြသသွားမယ်အပိုင်းအနေနဲ့12ပိုင်းပါရှိတဲ့ Romantic Comedy Drama ဇာတ်လမ်းတွေကောင်းလေးပဲဖြစ်ပါတယ်90မွန်ဇာတ်လမ်းကိုရိုက်ကူခဲ့တဲ့ဒါရိုက်တာကင်ဂျန်ဟန်ကဖန်တီးရိုက်ကူတာဖြစ်ပြီးတော့ပရိသတ်တွေအကြိုက်တွေ့လေးရှိတဲ့မှတ်ညက်ပြောက်ပြီးတော့ချစ်သူအတူလောက်ရတာမျိုးနဲ့အိမ်လေးတစ်လုံးမှာနှစ်ယောက်တူတူနေထိုင်ရင်းနဲ့အချစ်ပေါ်ပေါက်လာပုံလေးကိုစမ်းတစ်တဲ့ပုံစံလေးနဲ့ပေါင်းစပ်ဖော်ပြထားတာဖြစ်လို့ Romanticကံမဒီကြိုက်တဲ့ဘော်ရာတွေအတွက်တော့လက်လွတ်မခံတဲ့ဇလန်တွေကောင်းလေးပဲဖြစ်ပါရဲ့ဇလန်လေးကတော့ရာဇဝတ်ကိုင်းတစ်ခုကိုအပူတပြင်းလိုက်လံစုံစမ်းနေတဲ့ထက်မြက်လာတဲ့အစိုးရရှိနေမှလေးအန်ဆိုဟာမထင်မှတ်ပဲပြင်းထန်တဲ့ရင်မတော်ဆမှုတစ်ခုနဲ့ရင်ဆိုင်လိုက်ပြီးတဲ့နောက်မှာတော့မှတ်ညက်နေပျောက်ဆုံးသွားခဲ့ရပါတယ်နေမျိုးလေးကစေကန်တစ်ခုမှာနိုးထားလာတဲ့ချိန်မှာတော့သူမဘဝရဲ့အထောက်ထားတွေကိုလုံးဝမမိတော့ဘဲနဲ့ဖြစ်နေစဉ်မှာပဲနေမျိုးလေးကလက်ဝဲနီးပြဆရာထေဟာရောက်ရှိလာပြီးတော့သူမရဲ့ချစ်သူပါဆိုပြီးတော့ရေဝုံကိုလိမ့်လေပြောဆိုပါတော့တဲ့ဒီလိုနဲ့တင်းငိမ့်အေးချမ်းတဲ့ကြေးလက်ရွာလေးမှာမတူညီတဲ့ပတ်ဝန်းကျင်ကလူနှစ်ယောက်ခေါင်မိုးအောက်တစ်ခုမှာအတူတူနေထိုင်ရင်းနဲ့လိမ့်လေထားတဲ့တန်ရုံးစီတွေကနေတကယ်အချစ်စစ်ဖြစ်ပေါ်လာပုံတွေနဲ့သူမမမိတော့တဲ့အတိတ်ကအန္တရာယ်များလာတဲ့ရာဇဝမှုတွေရဲ့နောက်ဆက်တွဲကလည်းသူတို့စီကိုတဖြည်းဖြည်းရောက်ရှိလာတဲ့အခါမှာတော့ဒီထူးဆန်းတဲ့အချစ်ဆက်လန်လေးဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုရင်ခုန်စွာကြည့်ရှုရမယ်ဇလန်တွဲလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသားဂျောင်ဟေအင်းနဲ့မင်းသမီးကျော်လေးဟာယောင်းတို့ကအဓိကပါဝင်တရုပ်ဆောင်ထားတဲ့ဇလန်တွဲကောင်းလေးပဲဖြစ်ပါတယ်နံပါတ်2 Flight Echo 2ပတ်စံနဲ့အာနာကိုအတုံးချပြီးတော့ရာဇဝမှုတွေကိုအမိုက်စာဖြည့်ရှင်းပြခဲ့တဲ့တန်းကျဲတထေးလေးရဲ့တကြောပြန်စုံတော့ခီးလန်စီဇန်1တုန်းကကြည့်ရှုသူတွေကိုအားရကျဉ်နေစေခဲ့တဲ့ SBI ရဲ့ hit ဖြစ်ခဲ့တဲ့ action ဇာတ်လမ်းတွေ Flight Echo ဟာဆိုရင်တော့စီဇန်2အနေနဲ့ဩဂုတ်လ9ရက်နေ့မှာ Disney ရဲ့ရုပ်သံလိုင်းကနေအပိုင်း14ပိုင်းနဲ့ထုတ်လင်းပြသတော့မှာဖြစ်ပါတယ်အရင်စီဇန်တဲ့ပုံမူကြီးပြဆန်းပြတဲ့ရာဇဝမှုတွေပုံမူရေမွေးရမယ့်ဟာတာခန်းတွေနဲ့အတူအမိုက်စာစုံစမ်းစစ်ဆေးမှုရတာကိုပုံမူတိုးမြင့်ပေးဆန်းသွားမှာဖြစ်တာကြောင့် action စုံတော့ကကြက်တဲ့ဘော်ရာတွေအတွက်တော့လက်လွတ်မခံသေးတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့တထေးတိုင်းဝိုင်းကအမွေစက္ကန့်သူတထေးလေးဂျင်းအီဆူဟာသူ့ရဲ့ပတ်စံအာနာနဲ့အဆက်အသွယ်တွေကိုအသုံးချပြီးတော့ရဲအရာရှိတယောက်ဖြစ်ပျော်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ရဲတက္ကသိုလ်တင်တန်းကိုအောင်မြင်စွာတရားဝင်တက်ရောက်ပြည်စည်းခဲ့ပါတယ်ဒီလိုနဲ့တင်းကျပ်လာတဲ့တင်တန်းဆင်းပြီးတော့တရားဝင်ဆုံးတော့တယောက်အနေနဲ့ရာဇဝတ်နှိမ်နင်းရေးဌာနကိုပြန်လည်ရောက်ရှိလာခဲ့ပြီးမြဲရဲတင်တန်းမှာတော့ကသူ့ကိုငရဲလိုမျိုးအကြမ်းပတမ်းနှိပ်စက်ခဲ့တဲ့နီးပြကြီးကဌာနမှုအသစ်ဖြစ်ရောက်ရှိလာတာကိုမထင်မှတ်ပဲနဲ့ရင်ဆိုင်လိုက်ရပါတော့တဲ့မတူညီတဲ့စုံစမ်းစစ်ဆေးမှုပုံစံတွေပုံမကြီးမားလာတဲ့အမှုကြီးတွေကိုဘယ်လိုအမိုက်စာပူပေါင်းဖြည့်ရှင်းကြမလဲဆိုတာကိုရင်ကုန်စိတ်လှရှာပွဲကြည့်ရှုရမယ်အမိုက်စာဆုံတော့ကားလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသားကျော်အမ်ဘိုဟွန်းနဲ့မင်းသမီးဂျောင်းအွန်ချဲတို့ပါဝင်ထားတဲ့အရှင်ကားကောင်းလေးပဲဖြစ်ပါတယ်နံပါတ်3 Mousetrapတမနန်နိုးထားလာချိန်မှာကိုယ့်ရဲ့နာမည်စီးစဉ်ဥစ္စာနဲ့ဘဝတစ်ခုလုံးကိုကြွက်လို့အမိရတဲ့လှုပ်ဝက်ဆန်းကျဲသူတယောက်ကခိုးယူသွားခဲ့ဒီဇက်ကားလေးကတော့နာမည်ကြီးဘွက်ဘုံကိုအခြေခံရိုက်ကူးထားပြီးတော့ဩဂုတ်လ28ရက်နေ့မှာ Netflix ရုပ်သံလိုင်းကနေထုတ်လင်းပြသသွားမယ်လှုပ်ဝက်ဆန်းကျဲတဲတဲရင်ပိုဇလန်တွဲကောင်းလေးပဲဖြစ်ပါတယ်မိမိအကြောင်းအထောက်ထားတစ်ခုကဘဝတစ်ခုလုံးကိုပျောက်ကွယ်သွားတဲ့ဘေဒီစစံစိတ်တစားရတာကိုပုံဖော်ထားလို့လှုပ်ဝက်ဆန်းကျဲတဲတဲရင်ပိုစတိုင်ကြိုက်တဲ့ပရိသတ်တွေအတွက်တော့အကြိုက်သွေးစိမဲ့ဇက်ကားလေးပဲဖြစ်ပါတယ်ဇလန်လေးကတော့လူအများနဲ့မရောနှောပဲနဲ့တဲတဲစိတ်နေထိုင်တတ်တဲ့စာရေးဆရာမွန်းဟာတမနက်မှာတော့မထင်မှတ်ပဲနဲ့သူ့ရဲ့ဖုန်းကိုပတ်စော်ဖွင့်လို့မရတော့ဘဲနဲ့သူ့ရဲ့ကိစ္စဝါကိုကူညီစီမံပေးနေတဲ့တူဦးတဲ့တော့သူငယ်ချင်းဖြစ်သူပါပျောက်ဆုံးသွားတာကိုတွေ့ရှိလိုက်ရပါတယ်သူဟာအရာရာကိုတေချာစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဘဝနာမည်နဲ့စီးစိမ်ဥစ္စာအားလုံးကိုကျွတ်လို့နာမည်ပေးထားတဲ့လှိုးဝက်ဆန်းကျဲသူတယောက်ကခိုးယူသွားပြီးတော့ဘဝတစ်ခုလုံးပျောက်ကွယ်သွားခဲ့ရမှန်သိရှိသွားခဲ့ရပါတော့တဲ့ဆုံးရှုံးစေဟာဘာမှမကြံတော့တဲ့မွန်းဟာသူ့ရဲ့ပျောက်ဆုံးသွားတဲ့အမှန်တရားနဲ့ဘဝကိုပြန်လည်ရရှိဖို့အတွက်တီတန်းစုံတော့ဖြစ်ပါပုံရှိုးကွယ်ရှိုးလှုပ်ရှားရင်းနဲ့ရက်ဆက်လာတဲ့တရားမဝင်ငွေတိုးချီးစားသူတယောက်နဲ့မမျော်လင့်မဲနဲ့လက်တွေ့လိုက်ရပါတော့တဲ့လူတိုင်းကသူတို့ရဲ့မူလထောက်တာအမှန်ကိုဖုံးကွယ်ထားကြတဲ့အန်ဒီရများလာတဲ့ကဘာကြီးထဲမှာကျွတ်ဆူတဲ့နောက်ွယ်ကကျိုးကင်သူကိုလိုက်လံစုံစမ်းရင်းနဲ့ဘယ်လိုတိုက်ပွဲဝင်သွားကြမလဲဆိုတာကိုရင်ခုန်ထိတ်လန့်ပွဲကြည့်ရှုရမယ့်ဇလန်ကောင်လေးပဲဖြစ်ပါတယ်အလီကတရုပ်ဆောင်နေနဲ့ကတော့ဝိုင်းရင်မင်းသားကြီးစော်ချောင်းကူနဲ့မင်းသားလူကျွန်းရောတို့ကပါဝင်ထားတဲ့ဇလန်တွေကောင်လေးပဲဖြစ်ပါတယ်နံပါတ်4 Fohamဂီတလောကရဲ့ထိတ်တန့်နေရာကိုတက်လန်းနေချိန်မှာရုတ်တရက်ပေါ်ပေါက်လာခဲ့တဲ့ပြိုင်ဘက်ဟောင်းတယောက်ဂီတရဲ့စိန်ခေါ်မှုတွေနဲ့ PR တွေကြားတွေကနေလူငယ်3ယောက်ရဲ့ရင်ခုန်စရာချစ်ချင်းများပုံမှန်ရိုမန်တွေနဲ့မတူဘဲနဲ့စန်တစ်တဲ့ဇလန်စတိုင်တွေရိုက်ကူထားတဲ့ဒီဇက်ကဩဂုတ်လ29ရက်နေ့မှာ Netflix ဆိုတဲ့ရုပ်သံလိုင်းကနေအပိုင်း12ပိုင်းနဲ့ထုံလင်းပြသသွားမယ်ရောက်ရိုမန် music drama ဇလန်တွေလေးပဲဖြစ်ပါတယ်ပီယာနိုတီခတ်ဒီကိုအခြေခံထားပြီးတော့ဂီတနဲ့အပြိုင်ချစ်ချင်းမြတ်တာကိုအလှပဆုံးပေါင်းစပ်ပုံဖော်ထားတာကြောင့်စိတ်လှုပ်ရှားပွဲဇက်ကဆန်းလေးကြိုက်တဲ့သူတွေအတွက်တော့မဖြစ်မနေကြည့်တဲ့
တဲ့ကားလေးပဲဖြစ်ပါတယ်ဇလန်လေးကတော့ထိတ်တန့်ဂီတပါရမီရှင်တွေပဲတက်ရောက်ခွင့်ရတဲ့နာမည်ကြီးအမှုပညာထက်တန်းကျောင်းကြီးမှာပီယာနိုပါရမီရှင်ကောင်လေးဂန်ဂျိုဟာသူ့အတန်ရဲ့ထိတ်တန့်နေရာမှာအမြဲတမ်းရပ်တည်နေသူတယောက်ဖြစ်ပါတယ်ဒါပေမဲ့တစ်ချိန်ကဂီတလမ်းကြောင်းကိုဆွန့်လွတ်ခဲ့တဲ့ပါရမီရှင်ပန်မတ်ဟောင်းတီဂျွန်ကိုကရုတ်တရက်ဂီတကဘာတွေကိုပြန်ဝင်ရောက်လာတဲ့အခါမှာတော့ကန်ဂျိုရဲ့အဆင့်နေရာဟာစိန်ခေါ်ခံလိုက်ရပါတော့တယ်အဆိုပါကောင်လေးနှစ်ယောက်ကြားထဲမှာဂီတကိုယူမှုချစ်မြတ်နိုးပြီးတော့ထူးခြားလာတဲ့ဂျာတိနိုင်စွမ်းရှိတာသူចောင်းသူလေးဟုန်ချင်းမှာပါဝင်လာခဲ့ပါတယ်ဂီတအပေါ်ထားရှိတဲ့စိတ်သက်ပြင်းပြမှုတွေအပြန်အဆိုင်ဖြစ်မှုတွေကြားကနေဒီလူငယ်၃ယောက်ဟာတဖြည်းဖြည်းရင်းနှီးလာကြပြီးတော့ဂီတရဲ့ဖိအားတွေအတိတ်ကဒဏ်ရာတွေနဲ့စိန်ခေါ်မှုတွေကိုအတူတကွာရင်ဆိုင်ကြော်လွှားရင်းနဲ့မထင်မှတ်တာတဲ့တန်ရုံးစင်ဖြစ်ပေါ်လာမှုတွေကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်ဇလန်တွဲလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်တွေနဲ့ကတော့မင်းသားဆောင်းကန်မင်းသားလီဂျွန်အောင်နဲ့မင်းသမီးဂျန်ဂလူတွေတို့ပါဝင်အားဖြည့်ထားပါတယ်ကျွန်တော်ကပြပြပေးခဲ့တာကတော့ဩဂုတ်လထဲမှာထွက်ရှိမဲ့ကေဒရမာလေးတွေအကြောင်းပဲဖြစ်ပါတယ်တငယ်ချင်းတို့အကြိုက်တွေ့ကြမယ်လို့တော့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်